Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့前鼻音后鼻音အရှိနာတန်အနောက်နာတန်ကိုကျွန်တော်တို့တစ်ချက်လောက်လေ့လာကြည့်လိုက်ရအောင်前鼻音မှာဆိုရင်ကျွန်တော်တို့ဗာရှိမလဲဆိုတော့ an en yin wen yun 好 an en yin wen yun ကိုကျွန်တော်တို့ဖတ်တဲ့အချိန်ကျရင်သူ့ကိုအဆုံးတက်ကိုကျွန်တော်တို့နာတန်နဲ့အဆုံးတက်ပြရမယ်တကယ်တမ်းတော့တရုတ်စာမှာကအတက်တန်ဆိုတာမရှိဘူးဒါပေမဲ့ကျွန်တော်တို့ဖတ်တဲ့အချိန်မှာအတန်ထွက်မှန်ဖို့အတွက်ကျွန်တော်တို့ကိုယ့်ဘာသာကိုစိတ်ထဲမှာတတိလေးနဲ့ထည့်ဖတ်တာပေါ့နော်နားတက်နဲ့ဆုံးအောင်ကျွန်တော်တို့အတန်ကိုတတိလေးနဲ့ထွက်ကြည့်မယ် an ဒုတိယတစ်ခုက en နောက်တစ်ခု yin un ဆိုရင် wen ပြီးyun 好ကျွန်တော်တို့ yun ကိုဖတ်တဲ့အချိန်ကျရင်ပါးစပ်ကိုတတိထားရမယ် yun လို့မဖတ်ဘူးပါးစပ်ကိုစုထားနေပြီးတော့မှပြေးမသွားစေနဲ့ yun ပါးစပ်ကိုစုနေတဲ့အနေထားအတိုင်းပါပဲထိမ့်ပြီးတော့ကျွန်တော်တို့ထွက်ရမယ် yun 好အမားက yun ဆိုရင်မှားတယ် yun မှမှန်တာရမယ်နော် yun 好နောက်တစ်ခုကကြတော့ဟုတ်ပြီး yin ဆိုတာကအနောက်နာတန်မှာဆိုရင်ကျွန်တော်တို့က၄မျိုးပဲရှိမယ် ang en yung ong 好ဒီလေးခုကျွန်တော်တို့ဖတ်တဲ့ချိန်ကျရင်အဆုံးတက်ကိုငါးတက်နဲ့ကျွန်တော်တို့တတိထားပြီးတော့ထွက်ပေးမယ်ရမယ်နော်ငါးတက်နဲ့ထွက်တဲ့အချိန်မှာဆိုရင်အားကိုငါးတက်နဲ့ဆုံးလိုက်တော့ ang ပါးစပ်ကဟာရနဲ့ကြံခဲ့မယ် ang ပြီးရင် eng ဆိုရင်ကိုကျွန်တော်တို့ကငါးတက်နဲ့ဆုံးတက်တော့ ရမယ်နော်ပြီးရင် ကိုငါးတက်နဲ့အဆုံးတက်တော့ yung 好ဒီမှာ ကကျွန်တော်တွားစီတဲ့ပုံစံကနေပြီးမှပါးစပ်ဟာသွားမယ် yung ရမယ်နော် yung ပြီးရင် ong ကကြတော့ ကနေငါးတက်နဲ့ဆုံးတော့ ong ရမယ်နော်အဲ့ဆိုရင်လေးခုလုံးပြန်ဖတ်ရင် ang en yung ong ဟုတ်ကဲ့ပါဒါဆိုရင်အခုဒီဗီဒီယိုလေးကိုကြည့်ချင်းအပြင်ကျွန်တော်တို့တရုတ်စကားပြောတဲ့အချိန်မှာအရှိနာတန်အနောက်နာတန်ကိုကိုပြပြနားလည်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဆိုတော့အရှိနာတန်ဆိုရင်ကျွန်တော်တို့က an en yin wen yun အနောက်နာတန်ဆိုရင် ang en yung ong ဒီဟာလေးတွေကိုကိုပြပြောတတ်ဖို့လေ့ကျင့်ထားဖို့လိုအပ်ပါတယ်เนาะဒါဆိုရင်လာမယ့်ဗီဒီယိုလေးမှာကျွန်တော်တို့ကျောင်းသားတွေအမေးများတဲ့ a နဲ့ en ရဲ့ကွာခြားပုံလေးနဲ့ yin နဲ့ yung ဘယ်လိုအတန်ထွက်ရမလဲဆိုတာကိုကျွန်တော်လာမယ့်ဗီဒီယိုလေးမှာဆက်လက်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့နောက်ဗီဒီယိုလေးမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြမယ်เนาะ好了那么今天的视频就先到这儿感谢大家的收看我们下一期再见拜拜